မေးတာ0721မှာကတဲ့0ရက်မှာပေါ့နော်တစ်လုံးမဲ့ထိုးရတာလားဒါမှမဟုတ်နှလုံးတစ်ခါတည်းထိုးရတာလားတဲ့နော်ဒီခွေးကကွယ်စီဟာကိုမေးတာပေါ့နော်အဲ့တော့ဒါတို့ဒီ0721 regime မှာကြတော့သူကဘယ်လိုထိုးရလဲဆိုတော့ဒီမှာ day 0နော် day 0မှာတဲ့ဆေးထိုးတာကချိန်စဆိုပြီးရေးထားတယ်0.5 ml ကိုနှလုံးထိုးတယ်နှစ်ခါထိုးနှလုံးထိုးတယ်နော်ဆေးတို့ဆေးတစ်လုံးမှာ0.5ပဲပါတာအဲ့တော့ပထမဆုံးနေ့မှာနှလုံးထိုးရမှာနော်ပြီးရင်နောက်ထပ် day 7မှာကျတော့တစ်လုံးပဲထိုးရုံပဲလက်မောင်းတစ်ဖက်မှာထိုးရုံပဲနော် day 21တောင်မို့ day 28မှာကျတော့တစ်လုံးပဲထိုးရုံပဲเนาะအဲ့တော့ပထမအောင်ဆုံး day 0ခွေးကိုက်ခံရခြင်းပထမနေ့မှာက0.5 ml ကိုလက်မောင်းတစ်ဖက်တစ်ချက်တွင်ထိုးရန်ဆိုတာနှလုံးထိုးရမှာเนาะဒီမှာပုံလေးနဲ့လည်းပြထားတယ်เนาะ day 0မှာ2ချောင်းပြထားတယ်မှာပြီးရင် day 7မှာ1ချောင်း day 21မှာ1ချောင်းဒါတို့ဒီဆေးထိုးလို့ရှိရင်ဆေးကမ်းမှာဒီလိုကက်လေးပေးပါတယ်เนาะဒါကကြောင့် anti-rabies ရဲ့ကက်ပြเนาะဒီမှာသူဆေးထိုးတဲ့အလုံးတွေမှာပါပြီးသားဒီမှာနာမည်တို့ဘာညာတွေရေးပြီးတော့ကို့မှာဒီအကွက်လေးတွေနဲ့ဒီမှာဆရာဝန်ရရက်ချင်းလေးတွေမှာဖြည့်ပေးလိမ့်မယ်သူတို့ပြောတဲ့အတိုင်းသွားထိုးလိုက်ရုံပဲเนาะတေချာအတိအကျထိုးဖို့တော့လိုတယ်เนาะ